င်္ဂလာပါဒီနေ့မှာ ဒါတော့ဒုတိယအပိုင်း ပတ်တူ ဟုတ်တယ်ပတ်တူ ပောက်ဝမ်းမှာကျမရပလိုက်ပေါက်လေးဒါလေးပေါက်သွားပါတယ်ဒါလေးလည်းပေါက်သွားပါတယ်သူပေါက်တာတော့အပြာရောင်လေးကြိုက်တယ်နော်ဒီကအပြာမပေါက်နဲ့တော့ အေးဟုတ်တယ်ကျမဘာပေါက်ချင်လဲဆိုခရမ်းရဲ့အလိမ္မော် secret အပန်းအဲ့ဒါပေါက်ချင်ပါတယ်အပြာနဲ့အစိမ်းအဝါလွယ်အကောင်ပေါက်โอเคနော်ဖောက်ပါပဲခေါင်းညာဆိုးနေပါပြီ အပြာအဝအစိမ်းကလွယ်အကုန်ပေါက်အပြာအဝအစိမ်းကလွယ်ရအကုန်ပေါက်ကဲအုံကလာကလေးကလေးတလားအပြာအဝအစိမ်းကလွယ်အကုန်ပေါက်ပါတာထောက်ပြရတာပြောလို့ပါ ကျမလည်း ဒီမှာငါ မဖောက်တဲ့ဖြစ်နေမဖောက်တဲ့ဖြစ် ကျမဟာချက်မပါ ဒါထပ်ဖောက်အောင်မယ် ဆိုတော့ထပ်ဖောက်ကပဲဗာလေးပေါက်မလဲမနော်ကျမပြန်ပြပေးမယ်နော် ရှင်ခုံတယ် အပြာရောင်အစိမ်းရောင်ဝါရောင်ပါအကုန်ပေါက်သိနေတယ်ဒီစိမိတ်တာဝဲလက်လဲထားရပြီ 1 2 3 go ခရလေး oh my god ငါခရမ်းလေးလိုချင်တော့ ချစ်စရာလေး အပြာလေးပဲကြိုက်ပါလေဖေးရောက်သွားတယ်အတစ်တပ်တပ်တီအာ အားလေးတစ်ခုလေးသေးပါကျမရေဘလိုင်းပေါက်အကြီးရှိပါတယ်ပေါ့နော်ဒါတော့ right ပေါက်အကြီးရတော့တပေါက်ကို1500လဲရောင်းတယ်စက်ကူနဲ့လောက်ထားတာဆို1500ပေါ့နော်ဒီပေါက်လေးကတော့100ပေါ့နော်အဲ့ဒီပေါက်လေးကဆိုရင်900ဝယ်မယ်ဆိုရင်မှယူဝယ်လို့ရပါတယ် ဒါပေမဲ့အရောင်းဝင်ချင်လို့မဟုတ်ဘူးနော်တဲတို့ အော်အေးဟုတ်တယ်အေးရောက်ဝယ်ရှင်တော့မဟုတ်ဘာလို့လဲဆိုညီမလေးတို့ကလေဘူးမကြည့်သေးဘူးခလေးတွေပဲရှိသေးလို့အေးရောက်ပြီးတော့မပို့ပေးနိုင်ပါဘူးရှင်အဲ့တော့ပြီးပါပြီနော် ဒါပေမဲ့နောက်နေ့ကျရင်လေဒီလိုမျိုးဘလိုင်းပေါက်ကိုပေးပါမယ်လက်ဆောင်ပေး ဒီ ပါ လို မ လေ ယ် ဒီလို price ပေါက်လေ လက်ဆောင်ပေးပါမယ် 6တပေါက်ကို900မလား6ဘူးဆိုရင်6တယ်6တယ်6တယ်6 3လီဆက်ချီ6လေးလီ24 နှစ်ဘူးကိုလက်ဆောင်ပေးမှာဒီလိုမျိုးဘလိုင်းပေါက်နှစ်ဘူးအကြီးတစ်ဖောက်လက်ဆောင်တစ်ဘူးပေးမှာလိုချင်တဲ့ဆိုလိုချင်ပါရဲ့တို့ရေးခဲ့ပါကျမမင်းနိုင်ပေးပါမယ်ပေါ့နော်အိမ်ရောက်တော့မပေးဘူးနော်လာယူပေါ့နော် 6ဘူးဆိုရင်လေခုလိုကတ်လေးနဲ့လုပ်ပေးရစာရွက်ကတ်လေးပဲအဲ့လို6ဘူးဆိုရင် ဒီလိုမျိုးဟာ10ဘူးပြည့်ရင်အကြီးတစ်ဘူးလက်ဆောင်ပေးပါရဲ့ရှင် 6ဘူးဆိုရင်ပေါ့နော်အဲ့ဒီ6ဘူးကမဆိုဒီတဘူး400နဲ့ပဲရောင်းတာပါရှင် ဟုတ် 6ဘူးမဝယ်ပဲနဲ့5ဘူးဆိုရင်တော့900နဲ့ပဲရောင်းပါပါရှင် ပြီးရလေဒီဟာ10ဘူးဝယ်ရင်ဟိုအကြီး1500တဘူးလက်ဆောင်ပေးပါရဲ့ရှင်အားလုံးပဲမင်္ဂလာကျေးဇူးတင်ပါတယ်ဘိုင်း